စာမေးပွဲကိုတီထွင်ခဲ့တဲ့ Henry A. Fitches ယနေ့ခေတ်ကျောင်းသားတော်တော်များများရင်ဆိုင်နေရတဲ့အခက်အခဲတွေထဲမှာစာမွေးကထိတ်ဆုံးကနေပါဝင်နေပါတယ်။စာမေးပွဲလို့ပြောလိုက်ရင်ဘလို့စာမေးပွဲပဲဖြစ်ဖြစ်လူကိုထိတ်လန့်စေပြီးကြောက်ရွံ့စိတ်တွေဖြစ်စေတတ်ပါတယ်။ဒီလိုစာမေးပွဲကိုဘသူကတီထွင်ခဲ့လဲဆိုတာကိုတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။18ရာစုခန့်မှာ Henry A. Fitches လို့ခေါ်တဲ့အမေရိကန်စီးပွားရေးနဲ့ပရာဟိတသမားတဦးကနေစပြီးတော့ကျောင်းသားတွေကိုစာမေးပွဲဖြေစေခဲ့ပါတယ်။အဆင့်သတ်မှတ်ချက်တွေထုတ်ပြီးအကြံရခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့အကြံစီကိုတရုတ်နိုင်ငံကနေစတင်ပြီးတော့သူတို့ရဲ့အင်ပါယာစစ်ဆေးပွဲမှာစတင်အသုံးပြုခဲ့ပါတယ်။ဒီစစ်ဆေးပွဲဟာနန်းတော်အတွက်တာဝန်ထမ်းမဲ့သူတွေကိုရွေးချယ်တဲ့စာမေးပွဲဖြစ်တာကြောင့်ကမ္ဘာပထမဆုံးစာမေးပွဲလို့လည်းသတ်မှတ်နိုင်ပါတယ်။နောက်ယူဆချက်တစ်ခုမှာတော့နာမည်တူ Henry A. Fitches ဆိုတဲ့အင်ဒီယာနာတက္ကသိုလ်ကပရိုဖက်ဆာတဦးကစာမေးပွဲစနစ်တွေကိုစတင်ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။